ဂျပန်နိုင်ငံရဲ့လူစီကားတဲ့လမ်းမတွေပေါ်မှာခေါင်းကြီးတို့လိုရိုးရိုးသားသားနေထိုင်နေကြတဲ့သူတွေထဲမှာတကယ်တော့အန်ဒရီအငွေ့အသက်တွေပြည့်နေတဲ့နင်ဂျာပေါင်း2သိန်းကျော်ရှိနေတဲ့ဆိုရင်ဖြစ်နိုင်မလားဒီဇလာအစမှာဆူဇူကီဆိုရဲ့မိန်းကလေးဟာတာမန်မဂဇင်းကိုက်တစ်ခုမှာအဒတာလုပ်နေတဲ့အစ်စ်နှိမ်နင်ဂျာလေးတစ်ယောက်ပေါ့တနေ့တော့စာရေးဆရာထိတ်ပလောင်နဲ့စကားပြောနေတော့အရေးကြီးတဲ့လျှို့ဝသတင်းစကားတစ်ခုဖုန်းထဲရောက်လာလို့တရားတစင်းစီကိုအပြေးအလွှာသွားခဲ့ရတယ်အဲ့ဒီမှာနင်ဂျာရီကိုလိုက်တက်နေတဲ့ရုရှားလူမျိုးလူသက်သမားတယောက်နဲ့ထိတ်တိုက်တွေ့တာပဲတိုက်ကွဲအစမှာရုရှားကြီးကတနတ်နဲ့တရဆက်ဖြစ်ပြီးမြဲဆူဇူကီကလင်းမြန်စွာရှောင်သိမ်းပြီးသူ့ရဲ့ဖီနတ်မှာဝှက်ထားတဲ့ဓားမြောင်တွေနဲ့ပြန်တိုက်ခိုက်တယ်ဒါပေမဲ့ရုရှားကြီးကမာကြားလွန်းတော့ဆူဇူကီရှုံးနေပြီးမြေပြင်ပေါ်လဲကျသွားတဲ့အချိန်အဝေးကနေစောင့်ကြည့်နေတဲ့အဆင့်မြင့်နင်ဂျာကေတိုကစောင့်ကြည့်နေတယ်အဲ့ဒီအချိန်မှာပဲဘဲကမှန်းမသိတဲ့သွားကြထိုးတံတစ်ချောင်းကရုရှားကြီးရဲ့တက်တောင်စစ်ကိုလာမှန်ပါလေရောအဲ့ဒီသွားကြထိုးတံကိုပြစ်လိုက်တဲ့သူကတော့ဒီဇလန်ရဲ့ခေါင်းဆောင်မင်းသားကူရိုပေါ့ကူရိုကရုရှားကြီးကိုသွားနောက်တလူလိုနဲ့ခဏလေးအတွင်းမှာလေအပိုင်ချုပ်ပြီးအမဲမှာတိတ်ပစ်လိုက်တယ်ပြီးတော့ဆူဆူကီကိုကျန်နာမင်းမဲရှင်းလိုက်တော့ငါသွားပြီဆိုပြီးခက်အေးအေးပဲထွက်သွားတယ်ကူရိုကအစင်းမြင့်နင်ဂျာတယောက်ပါဒါပေမဲ့မယုံနိုင်အောင်လောက်ပြင်းနေသူပါသူလိုချင်တာကအလုပ်တွေအများကြီးမလုပ်ပဲအိမ်ပြန်အိတ်ဖို့ပဲခေါင်းကြီးတို့လိုဘာမှမလုပ်ပဲချမ်းသာခြင်းသူပေါ့ကူရိုရဲ့အေဂျင့်နဲ့ပြင်းရီချင်းကြီးကကြမခံပါဘူးသူ့ရဲ့စီနီယာဖြစ်သူကိုကရောက်ပြီးအထူးတာဝန်တစ်ခုပေးတယ်အဲ့ဒါကတော့ underground ninja လို့ခေါ်တဲ့ ninja လူဆိုးအဖွဲ့တွေခိုအောင်နေတဲ့ဂျူဒန်အထက်တန်းကျောင်းကိုကျောင်းသားအဖြစ်နဲ့ဟန်ဆောင်ပြီးတည်င်းသွားထောက်ဖို့ပဲအဲ့ဒီကျောင်းကဒုတိယကမ္ဘာစစ်တုန်းကစစ်တပ်ကတူဟောင်ပြူဖက်တာဆိုတော့လျှို့ဝှက်ချက်တွေအများကြီးရှိနေလားကိုကကူရိုကိုပြောင်းနိုင်တဲ့အထူးဝတ်အစုံတစ်ခုပေးလိုက်တယ်ဒါပေမဲ့အဲ့ဒီဝတ်အစုံကအပေါ်ပိုင်းပဲပျောက်တာနော်ကျောင်းရောက်တော့ကူရိုတယောက်ဒုက္ခရောက်တာတယ်ဝင်ခွင့်ဆောင်မွေးပွဲဖြေရမယ်ဆိုတော့သူကပြင်းလဲပြင်းစိတ်လဲညစ်နေတာပေါ့ဒါနဲ့ပဲကျောင်းအနေထားကိုလေ့လာဖို့နင်ဂျာအကွက်တွေတုံးပြီးလေလျှောက်သွားတာနိုကူချီဆိုတဲ့ကောင်မလေးအိမ်သားတဲ့နေတဲ့မင်းကလေးအိမ်သားထဲရောက်သွားပါလေရောဟိုကနှာဘူးဆိုပြီးဖိနတ်နဲ့ကောက်ပစ်လိုက်တယ်အဲ့ဒီမှာပဲနိုကူချီဆိုတဲ့ကျောင်းသူလေးနဲ့စုံနေဆိုပါတော့ကူရိုကဝင်ခွင့်ဆောင်မွေးပွဲခန်းထဲမှာနင်ဂျာအဖွဲ့ကကြိုတင်ချထားပြီးတဲ့ရောင်စုံထမင်းစေလမ်းညွန်ချက်တွေကိုကြည့်ပြီးစာပြေနေတော့နိုကူချီကအဲ့ဒီထမင်းစေတွေကိုပိုးကောင်လေးအောက်မေ့ပြီးအထအော်ပါလေရောအခြေအနေတွေရှုပ်ထွေးကုန်ပေါ့ကူရိုကကိစ္စပြတ်သွားအောင်ဆောင်မွေးပွဲခန်းထဲမှာပဲခဲဖြက်ကိုဘောပင်ထဲထည့်ပြီးကောင်မလေးဖော်ခင်ကိုမှန်အောင်မှုတ်လိုက်တယ်နိုကူချီကသူ့ကိုဆရာကပြစ်ပါတယ်ဆိုပြီးစွတ်ချဲနေခြင်းဝရုံးတုံးကားဖြစ်နေခြင်းကူရိုကစာရီဖြတ်မယ်ပေါ့ဆရာကသူ့စာခိုးချတာသိပုံရပါတယ်ဆရာကတောင်တနာသွားပြီးမင်းစာရွက်အလွတ်ဖေးလဲအောင်တယ်လို့ပြောလိုက်ရတဲ့အထီပဲပြီးတော့သူတို့နှစ်ယောက်ကျောင်းရဲ့အဆောက်အဦတစ်ခုအပေါ်မှာလေတက်ဖောကြတယ်အဲ့ဒီမှာပဲနိုကူချီကခြေချော်ပြီးအောက်ကိုပြုတ်ကြတော့ကူရိုကလိုက်ခဲ့ရင်သူ့ပါပြုတ်သွားတယ်ဒါပေမဲ့မသေးဘူးဘာလို့ဆိုတော့စီနီယာကိုပေးလိုက်တဲ့အင်ဂျီကသူ့ဘာသာလေထိုးထားတဲ့ဖော့ပုံစံပြောင်းသွားလို့ပဲထပ်ဖောပြီးတဲ့ဇလန်းကတော့ထပ်လာအောင်ပါ